လုံးပဲမင်္ဂလာပါရှင်ယွန်းဖော့စကတ်ကပါယွန်းကဒီနေ့မှာတော့ဆရာကြီးမြင့်တန်ရေးထားတဲ့ရောရောရောင်ရောင်မောင်ဖမောင်ဝိထုတို့များတီးတန့်စုစည်းမှုဆိုတဲ့စာအုပ်ထဲကချစ်ချင်းသည်အပြစ်ကင်းဤဆိုတဲ့ဝိထုတို့ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အမှန်တော့ဒီဝိထုတို့လေးကိုဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းကယွန်းတစ်ခေါက်တော့ဖတ်ပြပြီးသွားပါပြီအဲ့ဒီ audio book podcast လေးကိုလည်းဒီယွန်းရဲ့ channel မှာတင်ထားပေးပါတယ်ဒါပေမဲ့ယွန်းပြန်နားထောင်ကြည့်လိုက်တဲ့အချိန်မှာအနည်းငယ်လေးလိုအပ်ချက်ရှိနေတယ်လို့ခံစားရလို့နောက်တစ်ခေါက်ထပ်ပြီးတော့စူးစမ်းဖတ်ပြထားပါတယ်ချစ်ချင်းသည်အပြစ်ကင်းဤကိစ္စကကိုယ့်အိမ်ကကိုယ့်ကိုချက်ပြုတ်ကြွေးမွေးရင်းစောက်ရှောက်နေကြတဲ့ဖိုးဆက်တို့လင်မယားကိစ္စပဲကိုကလည်းဒီကလေးကလာကိစ္စတွေထဲမပါချင်ပါဘူးဒါပေမဲ့ဖိုးဆက်တယောက်မလိုလားအပ်ဖဲဒေါသဖြစ်မှလဲပူတယ်သူ့သမီးကလေးဆိုတာကလည်းကိုကပဲကောလိပ်ကျောင်းထားပေးခဲ့လေတော့ကို့သမီးလိုလဲဖြစ်နေတော့ဝင်ပါရတော့တာပေါ့ဒီလိုဗျဖိုးဆက်သမီးလေးရင်မိကတက္ကသိုလ်ကဘွဲကလေးရပြီးတော့အထက်တန်းပြဆရာမလုပ်တော့တယ်မိထီလာနာမှာဆိုတော့အဲ့ဒီမှာနေတဲ့ဖိုးဆက်ကြီးညီအငယ်ဆုံးကောင်ကျော်စိန်တို့မိသားစုနဲ့နေတယ်ပေါ့တစ်လနှစ်လတစ်ခေါက်နှစ်ခေါက်လောက်ဒီကိုပြန်တဲ့ပေါ့ဗျာဒီလိုမဟုတ်လဲဖိုးဆက်တို့လင်မယားကကြုံတဲ့အခါဝင်တွေးတက်ကြတယ်ဟိုကကျော်စိန်တို့လင်မယားကလည်းသားသမီးမရှိလေတော့ရင်မိကိုအလွန်ဆောက်ရှောက်ရှာတာကျော်စိန်ဆိုတဲ့ကောင်ကကျောင်းဆရာလူထွက်ခုတော့မော်တော်ဆိုင်ကယ်တစ်စီးနဲ့ရွာရိုးကိုပေါက်လှဲ့ကျူရှင်ပြစားနေတယ်ထင်ပါရဲ့ဖိုးဆက်လို့မဟုတ်ဘူးဟိုကောင်ကဝဖိုင်ဖိုင်နှစ်ဖူးကပြောင်ပြောင်သူ့မိန်းမကလည်းဈေးထဲမှာဖနက်ဆိုင်တွေပါတွေရှိတယ်ဒီတော့ရင်မိအဲ့ဒီမှာနေရတာအလွန်အဆင်ပြေပေါ့တနေ့တော့ကျော်စိန်ပေါက်ချလာတယ်အမှန်တော့ကျော်စိန်လာတာကအဆန်းမှမဟုတ်တာဒီကောင်ကဒီဘက်လာပြီးဂျိုးပစ်ဂျိုးတယ်လှုပ်တတ်တယ်ကိုချန်ထဲမှာသူ့ချစ်ကားကလေးထားပြီးတနေကုန်တောင်ရိုးတက်ပြီးဂျိုးပစ်လေးရှိတယ်ဒီတခါတော့အဲ့တလို့မဟုတ်ဘူးအဲ့ဒီတုန်းကကိုရင်မောင်တင့်သားလည်းရောက်နေတာကိုကျော်စိန်နဲ့ကိုရင်မောင်တင့်သားကလည်းအဖွဲကြတယ်နှစ်ယောက်စလုံးကတောက်လဲတောက်နိုင်တယ်ဗျအဲ့ဒီနေ့ကတောင်ခိုးတွေဝေနေတာနဲ့ပဲကိုလဲလမ်းလျှောက်မထွက်နိုင်တာနဲ့နောက်ဖေဝရဏမှာကိုရင်မောင်တင့်သားနဲ့စကားဆက်မိပြောနေကြတယ်အဲ့ဒီတော့ကျော်စိန်ရောက်လာတာပဲဒီတော့လေကိုရင်မောင်တင့်သားကသူနဲ့ပါလာတဲ့ဝီစကီဒဘလင်းဖောက်ဖြစ်သွားတာပေါ့အဲ့ဒီတော့ကဖိုးဆက်တို့လင်မယားညနေဈေးသွားကြတယ်လိုရင်းပြောရရင်တော့ဗျာကျော်စိန်လာတာကရင်မိယောက်ျားပေးသားဖို့ကိစ္စပဲကျော်စိန်ပြောလို့သိရတာကရင်မိကောလိပ်ကျောင်းနေကလေးကကောင်လေးတယောက်နဲ့ကြိုက်နေတာကောင်လေးကလည်းသူ့လိုပဲကျောင်းဆရာတဲ့အရင်ကရန်ကုန်မှာတဲ့ခုတော့ဒီကိုပြောင်းလာတာ6လ10လလောက်ရှိသွားပါတဲ့အဲ့ဒါသူကကောင်ကလေးနဲ့လည်းစကားပြောဆိုကြည့်တယ်မကြာခင်ကလည်းကောင်ကလေးအကိုကြီးဆိုတာကတာဝန်နဲ့ခရီးသွားရင်လမ်းကြုံဝင်လာပြီးကျော်စိန်ကိုပဲကြည့်စီမံပေးဖို့အပ်သွားလေတော့ကျော်စိန်လဲဒီပေါက်ချလာရတာပဲတဲ့ဒီတော့ကျော်စိန်ကထုံးစံအတိုင်းဒါဆရာကြီးတာဝန်ပဲဆရာကြီးကအသက်အကြီးဆုံးလို့ပြောတယ်ထုံးစံအတိုင်းလို့ပြောတာကိုကနည်းနည်းရှင်းရလိမ့်မယ်တခြားတော့မဟုတ်ပါဘူးအရင်ကတည်းကဒီကောင်ကပြောလေးရှိလွန်းလို့ပါပဲကိုတို့စကားပြောလေးရှိတိုင်းတခုခုဆုံးဖြတ်เสียမှတ်ချက်ချเสียများရှိလာခဲ့ရင်
ဒီကောင်ကဆရာကြီးကအသက်အကြီးဆုံးဆရာကြီးမှတာဝန်ရှိတယ်လို့ပြောလေးရှိသည်ဗျကိုကအသက်ကြီးတာတော့အမှန်ပေါ့သို့ပေသည့်နေရာတကာမှာအသိဆုံးတော့မဖြစ်နိုင်ဘူးထင်တယ်ဒါကြောင့်ဟာဟဲ့ကောင်ဒီကိစ္စကမင်းတကူးတကားနဲ့ငါအိမ်မော်တင်လာတာမင်းတို့ညီကိုနှစ်ယောက်ကြည့်ရှင်းကြပေါ့လို့ပြောလိုက်မိတယ်အဲ့ဒီတော့မှကျော်စိန်ကဆရာကြီးရဲ့ရင်မိဟာဆရာကြီးသမီးလိုပါပဲဆရာကြီးမပါလို့ဘယ်ဖြစ်မှာတော့ကိုဖိုးဆက်ဒေါသဆရာကြီးလည်းအတိသားပဲတန်းရင်မကိုတော့ကျွန်တော်အနေချင်းပြောပြထားပြီးသားပါတန်းရင်မကအမေးဆိုပေသည့်ဆရာကြီးတို့ကျွန်တော်တို့တင့်နေထင်ပြီးတာပဲလို့ပြောဘူးတယ်ကိုဖိုးဆက်ကသာသူ့သမီးကလေးငယ်သေးတယ်ထင်နေတာကျွန်တော်ကြည့်ထပြောရင်ထထိုးနေမှာဗျာလို့ပြောတယ်ကိုကလည်းရဲရင်မင်းစေနာကထိုးရင်ထိုးငါ့ကိုထိုးစီတော့ဆိုတဲ့စေနာမျိုးမဟုတ်လားလို့ပြောလိုက်မိတယ်အဲ့ဒီအခါကိုတို့ပြောနေတာနားထောင်နေတဲ့ကိုရင်မောင်တင်သားကနေပါအောင်ဦးလေးစိန်ရဲ့သူတို့ချင်းကကြိုက်နေကြတာမဟုတ်လားဘာပြဿနာရှိလို့တော့လို့ဝင်မေးတယ်ဒီတော့ကျော်စိန်ကရှင်းပြတယ်ဒီလိုကွဖိုးဆက်ကြီးကသူ့သမီးကိုဆိုင်ကဝယ်လာတဲ့ကော်ဘက်ရုပ်ကလေးများလို့မှန်ဘီရိုထဲထက်ကြည့်ကျင်နေတာသူ့တက်သူ့သမီးလေးကိုဒီလိုပဲထားကျင်တာဒီလိုပဲထားရုံနဲ့မကဘူးဒီလိုပဲနေလိမ့်မယ်လို့ထင်ထားတာဒီဖြင့်တက်ပြောရရင်တော့ကွာမင်းနဲ့မင်းဆရာဝန်မလေးဗါတဲ့အမ်မလီဟုတ်ပြီမင်းတို့နေတိုင်းထိုင်တာမျိုးလဲသဘောကျပုံရတယ်တခါကရင်မိကိုတောင်ပြောသေးဆိုပဲဦးလေးတင်နဲ့သူ့မိတ်ဆွေဆရာဝန်မကလေးကိုကြည်စမ်းဘလောက်သဘောကျဖို့ကောင်းတယ်လေတဲ့ဒီတော့ကိုတို့၃ယောက်မျက်လုံးတွေဆိုင်သွားကြတယ်ပြီးမှကိုရင်မောင်တင်သားကိုပြောလိုက်မိတယ်။ကဲဒီကိစ္စမင်းလဲပါတယ်။ဖိုးဆက်တို့လင်မယားပြန်လာတဲ့အခါဖိုးဆက်ကြီးကိုနားဝင်အောင်ရှင်းကြသေးတာပေါ့။ကိုတို့လည်းဖိုးဆက်တို့လင်မယားဈေးကအပြန်ကိုစောင့်ကြရင်စကားဆက်ကြတဲ့အခါကိုရင်မောင်တင်သားကဘာဖြစ်လို့ကျွန်တော်နဲ့အမ်မလီရဲ့ဆက်ဆံရေးကိုဦးလေးဆက်ကသဘောကျရတာလဲလို့ကျော်စိန်ကိုမေးတယ်။ဒီတော့လေကျော်စိန်ကရှင်းပြတယ်ငါလဲအသေးချာတော့မပြောနိုင်ဘူးတခါကဖိုးဆက်ကြီးကသူ့သမီးကိုအိမ်တော်ရင်အကြောင်းဘာအကြောင်းပြောတော့ငါရှေ့တယ်မင်းတို့ကိုနမူနာပေးပြောတာကြားရဘူးတယ်သမီးဦးလေးတင့်သားကိုကြီးတဲ့သူနဲ့သူ့မိတ်ဆွေဆရာဝန်မကလေးဟာအခုချိန်ထိတယောက်နဲ့တယောက်တငယ်ချင်းတွေလိုပဲတဲ့သူတို့ဟာငငယ်ကလေးကအတူကြီးလာကြပြီတငယ်ချင်းတွေဖြစ်နေကြတာအခုထိပဲတဲ့အဲ့ဒီချစ်ချင်းဟာအပြစ်ကင်းတယ်တဲ့ဒီတော့အနာကနားထောင်နေမိတဲ့ငါကမနေနိုင်လို့ဝင်ပြောမိသေးတယ်ကောင်းတော့ကောင်းတာပေါ့ကွာသို့ပေသည့်လူတိုင်းနေနိုင်တဲ့ကိစ္စမျိုးမှမဟုတ်တာလို့ပြောလိုက်မိတယ်ဒီတော့ကိုရင်မောင်တင်သားကပြုံးတယ်ကျော်စိန်ကပဲဆက်ပြီးမင်းတို့ဟာကဘာခေါ်လဲပလာတိုးနဲ့လားလို့မေးတယ်ကိုကတော့ဘာမှမသိဘူးသို့ပေမဲ့မသိသလိုသိသလိုနေလိုက်တယ်ကိုရင်မောင်တင်သားကပြုံးလို့သာနေတော့တာကိုဒီတော့ဖိုးဆက်တို့လင်မယားရောက်လာတယ်လာတာနဲ့တန်းရင်မကရိတ်ကဲပြီးတော့သူ့ယောက်ျားကိုသွားဆရာကြီးတို့နဲ့စကားသွားပြောချင်းကျမအမီးလုပ်ပေးမယ်လို့ပြောရင်ဖိုးဆက်ကိုကိုရိုးစီလွှတ်လိုက်တယ်ဖိုးဆက်ကကိုရိုးလိုအရဲကြိုက်တတ်တာမဟုတ်ဘူးဘီယာကလေးတပလင်းလောက်ကိုတနာရီလောက်ကြာအောင်တောက်တဲ့လူမျိုးဖိုးဆက်ကကိုရိုးဝိုင်းမယ်ထိုင်မယ်လို့ရင်ဘာတွေများဆွေးနွေးနေကြတော့လို့ဆိုတယ်ဒီတော့ဖိုးဆက်အတွက်ဘီယာတပလင်းဖောက်နေရင်ကိုရင်မောင်တင်သားကဦးလေးဆက်သမီးယောက်ျားပေးစားဖို့အကြောင်းပြောနေတာလို့တက်ကြီးပြောလိုက်ပါလေရောဖိုးကျော်စိန်ရောကိုပါ
ဘာပြောရမှန်းမသိဖြစ်သွားတယ်ဒီနေ့မှဖိုးဆက်ကလည်းစိတ်ကောင်းဝင်နေပုံရတယ်ကောင်းသားပဲဓာတ်ထက်မောင်ရင်တို့ကရောဘယ်တော့လက်ထက်ကြမှာတော့လို့ကိုရင်မောင်တစ်သားကိုပြန်နှောက်လိုက်တယ်ကျွန်တော်တို့ကကြီးပြီကျွန်တော်ဆိုဒီနှစ်45ရှိသွားပြီအမ်လီဆိုရင်လဲကျွန်တော်ထက်3နှစ်ထဲငယ်တာရင်မီတို့ကငယ်သေးတယ်ကဲထိုင်ပါအောင်ကျွန်တော်တို့အေးအေးဆေးဆေးပြောကြတာပေါ့တဲ့ဒီလိုနဲ့တူတူပြောရရင်ဖိုးဆက်ကိုသူ့သမီးအိမ်အောင်ချဖို့ကိစ္စကိုပြောဖြစ်သွားကြတယ်ပေါ့ပထမတော့ဖိုးဆက်ကြီးကတိတ်မကြိုက်ချင်ဘူးဒါပေသည့်ကိုရိုးဘက်မှာကစကားပြောကောင်းတဲ့ကျောင်းဆရာလူထွက်2ယောက်ပါတာကိုရင်မောင်တင်သားရဲ့ကြော်စင်ရဲ့လေအဆုံးတော့ဆရာကြီးတို့တင့်တယ်လို့ပဲဖြစ်ရတာပေါ့တဲ့ဒါပေမဲ့ဖိုးဆက်ကငကိုကလေးကစိတ်ထဲမရှင်းပုံပေါ်နေတဲ့ကိုရင်မောင်တင်သားနဲ့သူ့တငယ်ချင်းကောင်းမလေးအကြောင်းမေးတယ်ကျွန်တော်တို့ကတော့ဒီလိုပါပဲဦးလေးဆက်ရချစ်ချင်မှာအနှောင့်အတီးမထားတဲ့သဘောပေါ့ချစ်ချင်ရဲ့နောက်ဆက်တွဲအဖြစ်ဘာမှထည့်မထားဘူးချစ်ချင်းကိုအယိုးသားဆုံးအနေထားတစ်ခုမှပဲထားတယ်အဓိကကတော့ဒါပါပဲလို့ဖြေတယ်ဒီတော့မှပဲကိုတို့3ယောက်သားအစကတည်းကနားမလည်ပုံရတဲ့အကြောင်းတစ်ခုဟာတရားဝင်နားမလည်ဘူးဖြစ်သွားတော့တာပါပဲဒီတော့ကျော်စိန်ကပဲမောင်ရင်ရှင်းတော့ရှင်းအောင်တို့ခေါင်းအေးအေးထားရမယ့်အရွယ်ကြကမှရှုပ်မထားခဲ့နေဟေးလို့ဆက်ပြောတယ်ဒီခါကိုရင်မောင်တင့်သားကကိုဥတီးပြီးဒီလိုပြောတယ်ဒီလိုဘာထွေရကျွန်တော်တို့အခုထိုင်နေကြတဲ့လူတွေအားလုံးဟာမချစ်ဖူးတဲ့လူမချစ်ခဲ့ဖူးတဲ့လူမရှိဘူးအချစ်မခံရဘူးတဲ့လူတော့ရှိကောင်းရှိမယ်ဒါကိုတော့ကျွန်တော်တို့မပြောနိုင်ဘူးဒါပေမဲ့ချစ်ချင်းကိုချစ်ချင်းအတိုင်းလက်မခံကြပဲနောက်ဆက်တွဲစင့်ပွားချဲ့ကားထားတဲ့နားလည်မှုတွေအနေနဲ့လက်ခံထားကြတာများတယ်ဥပမာချစ်ချင်းကိုပိုင်ဆိုင်မှုအဖြစ်သွေးသားတော်ဆက်လိုမှုအဖြစ်ပုဂ္ဂလိကကျိန်တဲ့လိုမှုအဖြစ်ပြန်လဲအချစ်ခံရခြင်းကိုတန်မိုးတစ်ခုဂုံရည်တစ်ခုအဖြစ်နဲ့ပိုးပြီးနားလဲလက်ခံကြတယ်ဒီခါချစ်ချင်းရဲ့ရိုးကုံတွေစစ်မှန်မှုတွေပျောက်ဆုံးသွားတယ်ခုမှကိုတို့ဒုက္ခတွေ့တော့တာဒင်းပြောတာရှင်းလေရှုပ်လေကိုဖိုးကျော်စိန်ကတော့ကျောင်းဆရာလူထွက်ဆိုတော့လေကိုတို့ထက်ပိုနားလဲပုံရတယ်ဒီတော့သူကပဲမေးနိုင်တယ်မောင်ရင်ပြောတဲ့ချစ်ချင်းဆိုတာကဘာတုံးဆိုတာပြောအောင်ကွာလို့ပြောတယ်ဒီလိုဦးလေးစိန်ရဲ့ချစ်ချင်းဆိုတာချစ်ချင်းပဲဘာသာစကားနဲ့တိဆောက်ထားတဲ့အသည့်တစ်ခုပဲဒီထက်ဘာမှမပိုဘူးတနည်းခက်ကြဲကြဲပြည့်ပြည့်ပြောခြင်းရင်ချစ်ချင်းဟာတမှုတိသဘောဆောင်တဲ့အသည့်တစ်ခုပဲဒါကြောင့်အလွမ်းဆွေးရေးတဲ့ကြပြဆရာကြီးတွေကချစ်ချင်းသည်မြဲဤချစ်ချင်းသည်စစ်မှန်ဤစသဖြင့်ရေးကြတာပေါ့ဟုတ်တာပေါ့ချစ်ချင်းကချစ်ချင်းမဲကိုမြဲတာပေါ့အတိကသာပြောင်းလဲသွားတာချစ်ချင်းအပေါ်နားလည်မှုကသာပြောင်းလဲသွားတာလို့ကိုရင်မောင်တစ်သားကဖြေတယ်ဒီတော့ကိုလည်းမနေသားဘူးဟန်ဆောင်လူတက်လုံနေလို့တော့မဖြစ်တော့ဘူးကလေးကလာဆန်ညင်ဆန်းနေမယ်မေးတော့မေးရအောင်မလို့သဘောရတယ်ဒီတော့ကိုရင်မောင်တစ်သားကဆက်ပြောတယ်ချစ်ချင်းကိုငယ်စဉ်အခါကစိတ်လှုပ်ရှားမှုတွေသွေးသားတောင်းဆိုမှုတွေအခြေခံပြီးလက်ခံတဲ့အခါချစ်ချင်းရဲ့လောဘတွေဒေါသတွေမောဟတွေဟာအများကြီးပဲပြီးတော့ဒီလိုမဟုတ်တော့ဘူးချစ်ချင်းကို
စင်ញင်ုံတရားနဲ့ကြည်လာကြတယ်တနည်းပြောရင်တော့ဘာထွေးရကြီးတဲ့အခါနားလေတဲ့ချစ်ချင်းဟာတန်မိုးအဖြစ်ပြောကြစတမ်းဆိုရင်ငယ်စဉ်ကယူယူမိုက်မိုက်ချစ်ချင်းနဲ့မတူတော့ဘူးတန်မိုးပိုရှိလာတယ်စင်ញင်ုံတရားနဲ့လက်ခံတဲ့အချစ်ဟာတန်မိုးပိုကြီးပါတယ်လို့ဆိုတယ်ဒီတော့ကျော်စိန်ကသူ့ကိုဖိုးဆက်ကြီးကိုနောက်တယ်ဟေးမောင်ဆက်မင်းသမီးယောက်ျားမြင်မြန်ပေးသားရင်ပေးသားမတော်လို့သူ့လိုအတွေးခေါ်မျိုးတွေဖြစ်လာရင်တသက်လုံးယောက်ျားမယူဘဲနေလို့မင်းနဲ့ငါအိမ်ဦးကန်းကတင်ကျွေးနေရအောင်မဲတဲ့ဒီတော့ဖိုးဆက်ကရဲတယ်ကိုလည်းမနေသာဘူးမေးစရာတော့မေးပြစ်လိုက်တယ်မင်းပြောတာကချစ်ချင်းဟာအတိတစ်ခုတသက်ပဲဆိုတော့ဟုတ်ပါမလားကွာလို့မေးတော့ကိုရင်မောင်တင်သားကဒီလိုလေးဘာထွေးရဲဆိုပြီးအစချီပြီးရှင်းတော့တာကိုချစ်ချင်းမှာကောင်းတာဆိုးတာမှန်တာမှားတာမရှိဘူးချစ်ချင်းကိုလက်ခံသုံးဆွဲတဲ့သူမှသာအဲ့ဒီတန်မိုးဖြတ်မှုတွေရှိတာဒါကြောင့်လူတွေမှာချစ်ချင်းရဲ့အနေထားဟာမတူကြတာပေါ့တနည်းပြောရရင်ချစ်ချင်းဟာလက်ခံသုံးဆွဲတဲ့သူအပေါ်မှာတည်တာကိုယ်ကြိုက်ကိုဘဝနဲ့ရှင်းပြီးတိဆောက်ယူကြတာတစ်ထက်ထဲကြတဲ့ချစ်ချင်းနှစ်ခုဘယ်တော့မှမရှိနိုင်ဘူးလို့တောင်ဆိုကြတယ်ခက်လွယ်လွယ်ပြောရရင်ဘားထွေးနဲ့ဒေါ်တော်လေးအကြောင်းပြန်စင်းစားကြည့်လေဘားထွေးနဲ့ဒေါ်တော်လေးတို့ကလူကြီးတွေပေးစားလို့အကြောင်းပါတာမဟုတ်ဘူးလားဒါပေမဲ့အိမ်အောင်တစ်ခုရဲ့လို့ဖြစ်လာတဲ့အခါချစ်ချင်းဟာသူ့ဘာသာရောက်လာတာပဲဘာထွေးတို့အိမ်အောင်ရေးဟာအသက်ထက်ဆုံးမြဲတယ်ဆိုရမှာပဲမြဲတာဟာတခြားအကြောင်းတွေကြောင့်ပဲဘာထွေးတို့ကချစ်ချင်းကိုချစ်ချင်းထပ်ပိုးပြီးနေရာမပေးခဲ့ဘူးမဟုတ်လားခုတော့ကို့မှာပိုစဉ်းစားရဖြစ်ရတာပေါ့ဒင်းပြောသလိုပဲကိုတို့လင်မယားကြားချစ်တယ်မချစ်ဘူးဆိုတဲ့ကိစ္စကိုတခါမှမေးစမ်းအောင်မကြည့်ခဲ့ကြဘူးကိုအခုမှရိတ်တာမှာဘာဝနာပွားနေတဲ့ကျောင်းအမကြီးကိုဟဲ့နင်းနဲ့ငါချစ်ခဲ့ဘူးကြသလားလို့သွားမေးပြန်ရင်လဲအလကားအော်ခံရအောင်မှာကိုဘဝမှာကလည်းချစ်တယ်ဆိုတဲ့ကိစ္စဟာတခါကားမှမကြီးကျယ်ခဲ့တာကိုတက္ကသိုလ်ကျောင်းသားဘဝကဆိုလဲမျက်စိကျတာတို့ဘာလို့တော့ရှိခဲ့တာကိုဒါကလည်းလူငယ်တို့ဘာသာဘာဝမဟုတ်လားအခုမှပဲကို့ဘာသာစဉ်းစားကြည့်ရတယ်ဘာတော့ချစ်ချင်းဆိုတာငယ်ငယ်ကနားလည်ခဲ့တဲ့တမတ်မှုဆိုတာကတော့ချစ်ချင်းမဟုတ်တာဆိုတာဒင်းပြောလို့သဘောပေါက်မိသလိုတော့ရှိတာအသက်ကပဲ80ကျော်လို့လားစဉ်းစားရတာကိုကတိတ်စိတ်ဝင်စားစရာမကောင်းတော့ဘူးရေစက်လန်းတွေကတောပြန်ကြီးဘိုးအောင်လင်းပြောသလိုပြောရရင်အခုနေတော့ချင်းဘာလို့ကြိုက်တယ်ဆိုတာကပိုစိတ်ဝင်စားစရာပဲဒါပေမဲ့စဉ်းစားကြည့်နေခြင်းနဲ့အဲ့ဒါကိုကပြောပြတော့ကိုရင်မောင်တင်သားကဘာထွေးဘသူကစဉ်းစားခိုင်းလို့တော့ကို့အတွက်ဘာမှအကျိုးမရှိတော့တဲ့ကိစ္စတစ်ခုကိုဘာလို့စဉ်းစားနေတော့မှာတော့နဲ့ဒါလည်းဟုတ်တော့ချစ်ချင်းဆိုတာကချစ်ချင်းပဲတဲ့ဘာမှမဟုတ်ဘူးတဲ့ဒီတော့တန်းရင်မှာရောက်လာတော့စကားပြတ်သွားကြတယ်ဖိုးဆက်ကြီးကသူ့မိန်းမကိုသူ့သမီးအိမ်အောင်ချဖို့ကိစ္စပြောတယ်ကျော်စိန်နဲ့ကိုရင်မောင်တင်သားကခက်လန်းလန်းကပြန်နေကြတဲ့ငှက်တအုပ်ကိုကြည်ပြီးဂျိုးတဲတဲ့အကြောင်းပြောနေကြတယ်ကိုကတော့တောင်ရိုးနောက်ဖက်ကဝင်တော့မဲ့နေအောင်ကြီးကိုကြည်ပြီးตาယာနေမိသလားဝမ်းနဲ့နေမိသလားမသိဘူးစဉ်းစားစရာမလိုဘူးဆိုကမှစဉ်းစားစရာတွေပုံကြီးပဲမိတ်ခင်တော့မူကဒရွန်တပြားလောက်တော့တောက်မှထင်တယ်ဒီတိုင်းဆိုရင်အိပ်ပျော်တော့မှမဟုတ်ဘူးဒီဝတ္ထုတိုလေးကိုဆရာကြီးမြင့်တန်းကရနန်းသစ်မဂ္ဂဇင်းမှာ
2000ခုနှစ်ဇန်နဝါရီလတုန်းကရေးသားခဲ့တာဖြစ်ပါတယ်ရှင်နားထောင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်